နေ့သင်ကြားမယ့်သင်ခန်းစာကတော့ Grade 11 Mathematics Chapter 1 Factorial Theorem နဲ့ဆိုင်တဲ့ပုံစံတွေက Exercise 1.2 Number 1 နဲ့ Number 2 ကိုသင်ကြားသွားမှာဖြစ်ပါတယ်။ Factor ဆိုတာဘာလဲ။ပုံစံတွေမတွက်ခင်မှာ Factor ဆိုတာဘာလဲဆိုတာကိုအရင်ရှင်းကြည့်အောင်။ Factor ဆိုတာတကယ်တော့ကလေးတွေနဲ့စိမ့်နေတာမဟုတ်ပါဘူး။ဟိုရင်တော့ကသင်ကြားခဲ့ပြီးသားဖြစ်တဲ့ Factor ဆိုတာစာခွဲကိန်းပဲဖြစ်ပါတယ်။စာခွဲကိန်းဆိုတာဘာလဲ။စာခွဲကိန်းတွေမိတ်နေလောက်ပြီ။ဒါဆိုစာခွဲကိန်းဆိုတာကဘာလဲဆိုရင်ဥပမာ12ရဲ့စာခွဲကိန်းတွေကဘာလဲ12ရဲ့စာခွဲကိန်းတွေကဘာလဲ12ကိုခွဲကြည့်အောင်14 12 26 12 34 12ဒါကြောင့်မလို့1 2 3 4 6 12ဒီကိန်းတန်းတွေဒီကဏ္ဍတွေက12ရဲ့စာခွဲကိန်း factor တွေပဲဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီ12ကိုသူ့ရဲ့စာခွဲကိန်းတွေနဲ့စားကြည့်အောင်12ကို1နဲ့စားရင်12 12ကို2နဲ့စားရင်26 12 12ကို3နဲ့စားရင်34 12 12ကို4နဲ့စားရင်43 12 12ကို6နဲ့စားရင်6 2 12 12ကို12နဲ့စားရင်12 1 12ဒါကြောင့်မလို့ဒီမူရင်းကိန်းကိုသူ့ရဲ့စာခွဲကိန်းတွေဖြစ်တဲ့1 2 3 4 6 12တို့နဲ့စားတဲ့အချိန်မှာအကျွေးမရှိဘဲနဲ့အပြတ်စားနိုင်တာကိုတွေ့ရပါတယ်ဒါကြောင့်ကိန်းတစ်ခုကိုအကျွေးမရှိပဲစားလို့ပြတ်တဲ့ကိန်းတွေအကျွေးမရှိပဲစားလို့ပြတ်တဲ့ဒီကိန်းတွေကအဲ့ဒီကိန်း12ရဲ့စာခွဲကိန်း factor တွေလို့ခေါ်ပါတယ်ဒါဆိုရင်စာခွဲကိန်းတွေကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ် factor ဆိုတာကအကျွေးမရှိပဲစားလို့ပြတ်တဲ့ကိန်းကို factor လို့ခေါ်ပါတယ်ဒါဆိုရင်ပုံစံတွက်ကြည့်အောင် number 1 show that x minus 2 is a factor of x cubed minus 6x squared plus 12x minus 8ဒီပေးထားတဲ့ polynomial ကိန်းတန်းကြီးရဲ့ factor က x minus 2ဖြစ်ကြောင်းသက်သေပြပါတဲ့ဒါဆိုရင်အကျွေးမရှိပဲစားလို့ပြတ်တယ်ဆိုရင်ဒီ x minus 2က factor ဖြစ်ပြီပေါ့ဒါဆိုရင်ပေးထားတဲ့ polynomial ကိန်းတန်းကို f of x လို့ထားလိုက်မယ် let f of x is equal to x cubed minus 6x squared plus 12x minus 8ဒါဆိုရင် x minus 2က factor ဖြစ်ကြောင်းပြဖို့အတွက်ဆိုရင် remainder ကိုရှာပေးရမယ် remainder က x minus 2ကို0နဲ့ညီလိုက်တော့ x equal to 2ဒီ f of x ရဲ့ x နေရာတွေမှာဘာတွေထည့်ကြည့်လဲဆိုရင်2တွေထည့်ကြည့်မယ်ဒါဆိုရင်2 cube ကဘယ်လောက်လဲ8 2 square က4 6 လေး24 12 2 24 minus 8ဒါဆိုရင် minus 12နဲ့ minus 24နဲ့ plus 24နဲ့ကြည့် plus 8နဲ့ minus 8နဲ့ကြည့်တော့ဘာပဲကျန်တော့လဲ0ဒါဆိုရင် f of 2ဆိုတာကတကယ်တော့ရှေ့ခန်းမှာ exercise 1.1 မှာသင်ပြီးသားပြီ remainder က0ဖြစ်တယ်အကျွေးမရှိပဲစားလို့ပြတ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ x minus 2ကဘာဖြစ်သွားလဲဆိုရင်ဒီ x minus 2က factor ဖြစ်သွားပြီ x minus 2 is a factor of f of x x plus 3က factor ဆိုလို့ရှိရင် f of minus 3ကဘယ်လောက်ဖြစ်မှာလဲဒီ remainder f of minus 3က0ဖြစ်မယ်2x minus 1က factor ဖြစ်မယ်ဆိုလို့ရှိရင် f of minus 1/2 remainder ဖြစ်တဲ့ f of minus 1/2က0ဖြစ်တယ် 2x minus 1ကို0နဲ့ပေးညီလိုက်မယ် 2x is equal to minus 1အဲဆိုရင် x equal to minus 1/2အဲ့ဒါကြောင့် f of minus 1/2 remainder ကဘာလဲ0ဖြစ်ပါတယ် 4x minus 3 is a factor of f of x ဒါဆိုရင် factor က f of x ဖြစ်တယ်ဆိုရင် remainder f of 3/4 ကအကျွေးမရှိအောင်ဆိုတော့0ဖြစ်တယ်ဒါကြောင့်မို့ 4x minus 3 equal to 0 4x is equal to 3 is equal to ဘယ်လောက်လဲဆိုရင် 3/4 ဖြစ်ပါတယ် Number 2
show that 2x plus 1 is a factor of 6x power 4 plus 5x cubed minus 9x squared minus x plus 2 ဒီပေးထားတဲ့ polynomial ကိန်းဂဏန်းကြီးရဲ့ factor ကအစာခွဲကိန်းက 2x plus 1 ဖြစ်ကြောင်း show that သက်သေပြပါဒါဆိုရင်ပေးထားတဲ့ polynomial ကိန်းဂဏန်းကြီးရဲ့ကိန်းဂဏန်းကြီးကို 2x plus 1 နဲ့စားရင် remainder က 0 ဖြစ်ကြောင်းပြလိုက်ရင် factor ဖြစ်ပါပြီဒါကြောင့်ပေးတဲ့ polynomial ကိန်းဂဏန်းကို f of x လို့ထားလိုက်မယ်Let f of x is equal to 6x power 4 plus 5x cubed minus 9x squared minus x plus 2. ဒါဆိုရင် remainder ဆိုရင် 2x plus 1 နဲ့စားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ 2x plus 1 ကိုဘာနဲ့ပြင်ညီလဲ 0 နဲ့ပြင်ညီလိုက်မယ် 2x is equal to minus 1 is equal to ဘယ်လောက်လဲ minus 1 by 2. f of x ရဲ့ x နေရာဒီမှာဘာကိုအစားသွင်းကြည့်မလဲဆိုရင် minus 1 by 2 ကိုအစားသွင်းရမှာဖြစ်ပါတယ်ဒါကြောင့် f of minus 1 by 2 equal to 6 into x power 4 နေရာမှာ minus 1 by 2 the whole power 4 plus 5 into x cube နေရာမှာ minus 1 by 2 the whole cube minus 9 into x နေရာမှာ minus 1 by 2 the whole square minus x နေရာမှာ minus 1 by 2 plus 2ဒါဆိုရင် minus 4တက်က plus 2 4တက်က16 plus 5 minus 3တက်က minus 2 3တက်က8 1 3တက်ကတော့1ပဲ minus 2ထက်က plus 1 2 square က1 2 square က4 minus နဲ့ minus နဲ့မြောက်ရင် plus 1 by 2 plus 2ဒီမှာခြေလိုက်မယ်2နဲ့ခြေလိုက်တော့2 3 6 2 8 16အဲ့ဒါကြောင့်3 by 8 plus နဲ့ minus နဲ့မြောက်ရင် minus မြောက်လိုက်တော့9တက်လီ9ဆိုတော့5 by 8ဒီမှာကျတော့အနှုတ်9နဲ့သွားမြောက်လိုက်တော့9တက်လီ9ဆိုတော့9 by 4 plus 1 by 2 plus 2ဒါဆိုရင်အပိုင်းကိန်းတွေပေါင်းဖို့နှုတ်ဖို့ဆိုရင်ပိုင်းခြေညှိမယ်ပိုင်းခြေကို10ဖြစ်အောင်လုပ်မယ်10ဖြစ်အောင်လုပ်မယ်ဆိုရင်ဒီအရာတွေက10ဖြစ်ပြီးသားဆိုပြောင်းစရာမလိုဒါဆိုပိုင်းခြေကို2နဲ့မြောက်မယ်အပေါ်ကိုလည်း2နဲ့မြောက်ဒါကြတော့10ဖြစ်အောင်လုပ်ဖို့ပိုင်းခြေကို10နဲ့4နဲ့မြောက်အပေါ်ကိုလည်း4နဲ့မြောက်သူ့ရဲ့ပိုင်းခြေအောက်မှာ1ရှိလို့သူ့ကို10နဲ့မြောက်အပေါ်ကိုလည်း10နဲ့မြောက်လိုက်ပါမယ်ဒါကြောင့်ဒီမှာပြောင်းစရာမလိုဘူးဒီမှာ5အောက်ကို2နဲ့မြောက်အပေါ်2နဲ့မြောက်တော့အနှုတ်18ဒီအောက်ကိုကျတော့4နဲ့မြောက်အပေါ်လည်း4နဲ့မြောက်တော့4တက်လီ4သူ့ကို10နဲ့မြောက်တော့10နဲ့လီ16ဒါဆိုရင်အနှုတ်5နဲ့အနှုတ်18နဲ့ဆိုတော့အနှုတ်23ဒီမှာ4ရဲ့16ရဲ့3ရဲ့ကျတော့အပေါင်း23အနှုတ်23နဲ့အပေါင်း23နဲ့ခြေွားတော့0 by x ဆိုတော့0ဒါဆိုရင်အကျွင်းရပါဖြစ်သွားတယ် remainder က0ရသွားတယ် remainder 0ရသွားတဲ့အတွက်ကြောင့်မလို့ဘာဖြစ်သွားလဲဆိုရင် 2x plus 1 is a factor of f of x ဖြစ်သွားပါတယ်